ကျွန်တော်ရဲ့တက်တာကိုပြင်ဆင်လေဘုရားရှင်ရဲ့ရှိတော်မှာစက္ကန့်အနည်းရအောင်လွတ်လပ်စွာနဲ့ဘုရားရှင်ကိုကိုွယ်ရအောင်လွတ်လပ်စွာနဲ့ဘုရားရှင်စကားပြောရအောင်ကျွန်တော်တို့ရဲ့ကိုထုံးကိုရိယာကပိန်းလို့ဘုရားရှင်ကပါကျွန်တော်တို့အနတ်ကိုအချိန်ခဏလေးယူတော့တမန်တော်ကျွန်တော်တို့စက္ကန့်အနည်းရအောင်
ရှုခရစ်တော်ကြောင့်အမွေစားမွေခံဖြစ်ရတော့ခွင့်ကြောင်းတာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ရဲ့တတ်တာစက္ကန့်နဲ့ဘုရားကိုလုံးသားချွေးမဲ့ကိုယ်ွယ်အောင်
주가 누에지로구나 오로의 뜻마다 생각을 수행하는구나 오로의 나만을 네가 먹는 빛을 밀어놓아 지수로 직원해 AFC라인 처음에 주고가 성찰돼 주로 고해 가고 이마 고해가 성찰될 지수로 직원해 봐 나도 이게 스리트구로 아사에서 보이는 어쩌면 안녕 말해 니들아 호차에 그러시겠다 녹차무사고 베개 빌었다 그러시 묘자시 너야 그러시 따비로 띠시 너야 그러시 자시 너가 띠시 너가 그러시 묘시 너가 이게 제가 너무서 보여줄 어쩌면 안녕 말해 예수 그리스도의 이름으로 예수 나우 스케줄을 봐 아무래도 그게 피하시는 하나님 여러분 뒤에 저로 기념시간에 저로 이거 뭐말이에요 정의의 용기제 대로 지금 정의의 용기제 대로 시작으로 저로 대로에 너와 아생기고 시작 안에도 네가 가고 옆에 있어 두고 저로 예측 때문에 그게 바람에 때도 된다 아로 눈에 아로 지수 그래서 혹시나 저 셀프 뭐 패키지거나 눈에 시간이 그렇죠 단소 단계 단소 차이도 보고 오케이 웹이 소매비 야 피아우 아야마야 친구야 자마 친구 왜 약속 아야마야 친구 저를 거피야
Masa aku kau yang jangan berjumpa sih. Kau yang jangan mana? Lalu di rumah mama ya, saya jiran di sini dia terus. Iro terus kau ambil dekama, jangan kau yang ada sebenarnya lalu juga cekap lalu. Kau cekap terus, mungkin sama ini lalu kau betul asal terus saya lalu fit. Setelah itu bina sih. Tolong kami deh, saya dulu di kalau ya saya duluไปขอชิมเองตัวต้องมีการชิมโดยเราเลยก็เจ้าเราจะโดนเล็กคุกนาที่พี่มาพี่ขอใจเหรอเอาไปเป็นไงบ้างนี่ยังชิคาเลยตัวนี้พี่ก็ชิมไปบ้างสิอาเมนทุกอย่างตัวนี้พี่ก็ชิมไปบ้างสิทุกอย่างตัวนี้พี่ก็ชิมไปบ้างสิเราเอาทุกเมนูยุ่งชิมเลยเรามาตาบาร์เราจะลองคอฟฟี่ดูทุกอย่างมาตาเลยทุกเมนูทีวีซีวายเนี่ยจะเราได้มาเซ็งมาบุเซ็งส่วนจัดอะไรบ้างมาจะทำเซ็งจัดนะเราคอฟฟี่เนี่ยsiamo nella scienza Roma Sala, siamo lì tutto preciso di me, però ma alla della di devo di cimano, era di come c'è ogni noi ma la roba più bello c'è, ma mi mano come ne ganno male, non ma così, diciamo come ne ganno male, non ma così, da praticare a primo luogo, come ne ganno male Saya mampu juga apilo dah. Apilo dah, apilo dah. Kalau kau yang nak ni baru punya apa? Apilo punya apa ni? Kalau ni kau kena dengan kau jauh ni, ini pun beri dia hosel. Kalau kau yang mana yang bawa bawa punya ni, aku dapat ni kau bawa ni, dapat ni bawa hosel bawa ni. Oh, mahal, mahal soalnya mahal dia. Tapi mana ini mana ini ni awak kali dua. Aku kali dua nama ni dia siapa? Kalau baik betul apa? Mata ni. Di mana kita kali ni, kalau aksi dia seperti ni. Kalau kau yang ada kalau mana cecil ni, mana bawa ni? Mana bawa ni? Aku tiada bawa mana ni leh, apa ni leh? Kalau di pun dia apa dah biar dah. Jadi kau mau yang dah tahu dah ni. Kalau kau yang ada macam mana?
ကြောက်လဲတဲ့မှာပတ်စံရှိလဲစားလို့ကြောက်တင်ရုပ်ချောရင်လဲစားလို့ကြောက်တင်တိုင်းဝိုင်းရှိလဲစားလို့ကြောက်တဲ့မှာဘာရှိစားလို့ကြောက်ဒါပေမဲ့တဲ့မှာနှုတ်ကပတ်တော်ရှိစားလို့ကြောက်နေတယ်အာမင်အတဲ့အချင်းတွေပဲစာလံကြောက်တဲ့ကိစ္စကိုငါအာယုံပြုတာတဲ့စာလံပေါ်နိုင်ပြီးသားဖြစ်တယ်။ဒါကျွန်တော်နားတယ်။ဒါကြောင့်လည်းတော့မရှိတဲ့ကူအဲ့ဒီဘောဘာလို့ကြောက်လဲ။တော့ဒီဘာရှိလဲလို့စဉ်းစားတာအရေးကြီးဆုံးစဉ်းစားပါ။နောက်ကဘတော့ရှိရင်ရှိတဲ့တရားတွေပါလား။နောက်ကဘတော့မရှိဘူး။ဒါကြောင့်တဲ့မှာမရှိဘူးလေ။ဒါကြောင့်လည်းဒီနေ့လောကမှာလူတွေဟာလေတရားစကားလူတွေအားနဲ့တရားပြတ်လို့တဲ့ကဘာကြီးကအဖျားတက်တယ်။ဒါပြောမယ်လူတွေတရားပြတ်လို့ကဘာကြီးပါတက်တယ်။ဒါပေမဲ့တင်တော့ဘတ်တော်နိုင်ကိုရောရင်အဖျားတက်တဲ့ကဘာကြီးတဲ့ကြောင့်ဖျားချလာတယ်အာမင်။ဒီဘောမှာဖျားတက်တယ်။သူစိတ်နော်။ဒီမှာချင်းနေချီဝချင်းနေညချီပဲ။ခလေးကြောင့်တရားပြတ်တယ်လူကြီးကြောင့်အတိုင်းတရားပြတ်တာတွေတွေ့ရတယ်။ဒါပေမဲ့ဒီမှာတော့တရားတော်နားထောင်တာပဲရှိတယ်အာမင်။ဒါကတော့ကလေးလေးတယောက်ကသူ့အဖိုးနဲ့သူလမ်းသွားတယ်။တနည်းရောက်တော့သူကြောက်ဆရာမနဲ့တွေ့တော့သူ့ဘိုးကအဝေးကနေပြောတော့မင်းကြောက်ဆရာမလာတယ်။မပေါ်အဲ့ချိန်မှာပဲဒီကလေးကပြောတယ်ဟာကျွန်တော်မပေါ်အောင်ဘိုးပေါ်အောင်ဟာဘိုးပေါ်ပြောအကြောင်းကမဟုတ်မင်းကြောက်တာမင်းပေါ်အောင်ဟုတ်ဘိုးပေါ်ဒီနေ့မှပဲကျွန်တော်ခွင့်တိုင်ထားတယ်အမိုးသေးပြီးဆိုခွင့်တိုင်ထားတာဆန္ဒရှင်အဖိုးတော်ညဆုံးခေါ်လို့လမ်းချအောင်လုပ်တယ်ပြီးဒီလောကမှာလူတွေကတရားဒါပေမဲ့တော့တရားနဲ့တွေ့ရတာကောင်းချင်ရှိလားရှိဒါနဲ့ခရိယန်တော်မှာအဲ့ဖြစ်နေတာချက်ခရစ်တော်၌ဖြစ်လာမယ့်အရာအကောင်းဆုံးလို့ကအကောင်းဆုံးဖြစ်လာတယ်အာမင်တောင်းချင်တာလေမောရှိကတဲ့ဖြစ်နေတဲ့အရာကတဲ့ဒီထဲမှာပြောနေဖြစ်နေတာဒီထဲမှာဒါပေမဲ့သူ့မိဖုရားသူစတဲ့ဒီကလေးကိုစတောင်းနေပြောကျမ်းစာမှာရေးထားတယ်မောရှိရဲ့အဖေကလေဝီတဲ့အမေလည်းပါပဲလေသူတို့နာမည်ပေါ်ပြလားပေါ်ပြတယ်အဲ့လိုအေးဝမယ်လို့ထင်တယ်အာမရာနဲ့ယောခိပါမောရှိအဖေနာမည်အာမရာသူ့ဖေနာမည်ပါလေဒီကိုဘယ်နဲ့အေးဝမယ်လို့ထင်တယ်အဲ့လိုဒီကောင်းမလားအားလုံးဆက်စရအောင်အဲ့တော့သူ့ဖေနာမည်အာမရာနဲ့သူ့ဖေနာမည်ယောခိပါအာမရာကြီးတဲ့မိမိအကြီးယောခိပါရအဲ့လိုပြောမိမိကြီးဆိုတော့မောရှိကသူ့မောရှိကသူ့အတော်ယူထားအဲ့တော့မိမယ်အတော်နဲ့သူနဲ့ဘယ်လိုသက်ကြီးလဲအဲ့တော့ဘယ်လိုသက်ကြီးလဲအဲ့ဒါအိမ်ငိုက်တယ်ခြေပြပါဒီခြေမှာဆုံးတယ်အတော်သက်ကြီးကြွလာသက်ကြီးမှရတဲ့ကလေးဆိုသိစိတ်ဘူးလားသက်ကြီးစိတ်ဘူးလားသက်ချောက်စကွန်စင်ချိုလေးဒါမှမဟုတ်ခီးတော့မဆိုဒီနေ့ညမို့လို့အိမ်မပြောကျွတ်ကျွတ်နေအိမ်ရှိတယ်ဒီကကျွတ်ကျွတ်နေတယ်ဟိုကျွတ်ကျွတ်နေတယ်ဟိုကျွတ်ကျွတ်နေတယ်ဟိုကျွတ်ကျွတ်နေတယ်ဒီဘက်လည်းဟောတယ်ဟိုလည်းပဲမနမိုးလေးကလည်းအိမ်လုံးကိုယူအိမ်ထဲနဲ့ထောက်သွားတာအဲ့တော့ဒီမှာလည်းကြည့်လေဒီမှာရတယ်လေဒီအဲ့တော့အတချီမှာရတယ်လေစိတ်ဒီလိုဒါနဲ့ညချူကြတယ်ဆိုတာအဲ့ဒီရေညောလိုက်တယ်တော့တော့နေစားတယ်ဟာတော့ဒီအနားနဲ့တော့ပြောရင်တော့တပ်နေလို့အမိန့်ထုတ်ထားတဲ့ဖာရောသမီးကတော့ဆိုတော့နားနဲ့တော့ပြောရင်တော့အမိန့်ထုတ်ထားတဲ့ဖာရောနဲ့သူနဲ့နားတော့ပြည့်သွားပြီတဲ့ဟာပြီးလို့တဲ့ပြဿနာကိုသိချောက်နေတယ်ပြဿနာနဲ့နေရပြီနဲ့ပြဿနာထပ်မှာရရှိတာကျွန်တော်ကျွန်တော်ဆိုအမိန့်ထုတ်တဲ့သူနဲ့နားတော့ပြည့်တော့ကြောက်တမန်တော်လေးဒါနဲ့သူစားရအဲ့နားတော့လေကလေးရောက်တော့ဒီလိုလုပ်နေတယ်ဘယ်လိုမျက်နှာထောက်လဲဘာတော့သူမျက်နှာထောက်ပြီးတတ်လို့မရကျွန်တော်မြင်နေတာအခက်မသိဘူးဟာရောမင်းရတယ်ဒီမောရှိပခတ်တော့ထိုင်ဝေးပေးရမယ်မောရှိတယ်အာမင်တမဲ့သူကတော့ဘာပြောပြရလဲမထားပါတဲ့ကိုပြဿနာကပခတ်ဝေးပေးရတယ်အာမင်တရားပြဿနာပေါ်မှာစိတ်ချတယ်ဒါမဲ့ဘာလဲတော့ပြောရမယ်နှုတ်ကပတ်တော်ဒါနဲ့တော့ဟုတ်ကဲ့အဲ့ဒီရှိဒါနဲ့အခက်ခဲတွေမှာစိတ်ချနေတယ်ဖြစ်အောင်ဘုရားတဲ့ကိုပြ
ကဘုရားနဲ့ရန်သွားတာသူဘုရားနဲ့ရန်သွားဘုရားနဲ့တဲ့တယ်ပေါ့နားလည်းတော့ဘုရားနဲ့တဲ့တယ်တချို့ဘုရားနဲ့မတဲ့တာအများကြီးနော်ဘုရားနဲ့မတဲ့ကျွန်တော်ဒီနေ့မှလည်း separate ရှိမှာတော်ပြီးဝင်လာ separate တဲ့ချက်ချက်မှာလာတယ်သူပြောတဲ့စကားလုံးဆိုတဲ့တော့ကြာညပိုင်းနဲ့အိမ်မှာလူသိမ့်များတယ်လူရှင်းနေနေရှိတဲ့အိမ်မှာညပိုင်းအဲ့တဲ့များလူရှင်းရတယ်ဆိုဘုရားရှိခိုးကြပါစို့ပြောအဲ့မှာဘုရားပြန်ပြီးအဲ့မှာဟာခုမှကတည်းကကလေးချောအောင်ညတဲ့ကောင်ပဲကလေးကိုတော့ကြုံနေလို့ဟာကိုနေရာဘောမရှိတယ်ဒီနေရာဘောမရှိဘုရားရှိခိုးတော့ပဲဆိုရင်မပေါ်လာပြီလားအဲ့ဒါလူပြောရဲ့စိတ်ကိုစမ်းကြည့်ဘုရားရှိခိုးကြည့်ရတယ်တော့အဲ့ဘာတဲ့နီးတီပါပြီအိမ်မှာလူများရင်လူရှင်းတဲ့နေရာမှာရှိခိုးရမလဲအဲ့ဒါလူပြန်ပြီးပဲလားအစိုးရဒီနေ့ကကြိုက်နော်ပြောချင်တာဘုရားနဲ့မတည့်တယ်တော့ဘုရားကိုမရှိဘူးရှင်ဒါပေမဲ့ဘုရားနဲ့တည့်တယ်ဆိုတော့ဘုရားနဲ့ပဲသွားတာရှင်ဒါနဲ့တော့မရှိနေတယ်ဘာလို့ဘုရားနဲ့တည့်လဲဖြစ်နေတာရေထဲမျိုးနေတာဖြစ်သွားတာမင်းသားပဲပေါ့ဒီနေ့တော့ social media ဆိုပြီးတော့တော့ကောင်းစားပြီးတနိုင်ငံလုံးတော့ကိုယ်စီရတယ်ကြီးတော့ဘောမှာအပြီးလေဒီလောလောဆယ်ဖြစ်နေတာရေစုံမျိုးတဲ့ယောဂရှိလို့ရှိရေစုံမျိုးနေတဲ့ကျွေးရှိရေစုံမျိုးတဲ့ဝိจิตကရှိဒါပေမဲ့ဖြစ်လာတဲ့အရာကတင်သူများတော့ပြန်ပြီးမှလို့ဖြစ်လာတယ်အဲ့ဒါဘယ်ရဲ့တော့ဖြစ်ပြန်လာတော့ကြည့်ပါစေအော်ကျွန်တော်တို့ကတော့လားအဲ့ဒါတော့တယ်ပါလာလူခတ်လေဘုရားတွေဖြစ်အာမင်တဲ့တိတ်ခိုင်ဘုရားကိုဒါပေမဲ့မခတ်တယ်ဒီမလို့တဲ့ကိုခိုင်ချီဘာတဲ့လုပ်နေလို့ပဲဆိုဒီကလည်းထူးခြားတယ်ဗျထူးခြားတယ်ကလေကိုလုံးလို့ရပြီးတော့လုပ်နေသေးတာဒါပေမဲ့ခတ်သွားပြီဆိုမှလွတ်သွားပြီလေဒီကအဲ့တဲ့လူစားလို့လေအဲ့တော့မှတ်ထားပါအရာအလုံးခတ်တယ်လို့ပြောတာဘုရားကိုလုပ်နေတယ်အာမင်နောက်ချက်နောက်ချက်ရှိတယ်သူပြည့်ပြည့်တော့တဲ့ဒီကိစ္စကိုဆက်ရတယ်ခေါင်းရတဲ့ဘုံလားကျွန်တော်ဒီစကားကိုပြန်ပြရတယ်မတည့်တာစားရင်လေဘာဖြစ်တယ်လဲဒီတဲ့ဘယ်လိုနဲ့ပြည်ပြီးစားရင်ဘိုက်လာဆယ်ဝါးရဲ့စနစ်တွေကလည်းတမ်းယာကြီးတောက်ပြီးကျွဲလို့ပြီးစားတာဒီအဲ့ဒါနဲ့ကျွဲလို့ပြီးတယ်နတ်တန်စားပြီးတယ်မော်ပြီးစားတာဒီမတည့်တာစားရင်အဲ့တော့ဟာအရာမချိုက်တဲ့အရာမှာရရမတည့်တဲ့စက်ကတော့တော့တဲ့လားမတည့်လားအဲ့ဒါအနေရှိဘုရားခင်ကြိုက်တာချီးမွမ်းခြင်းတဲ့လားတော့ကောင်းကြီးရှိတယ်အာမင်မတည့်တော့လားရှိတာဘုရားကြည့်တော့မတည့်တာတွေလုပ်တယ်တဲ့လားလို့လားဒါပေမဲ့တော့မပါဘူးတဲ့လားလို့အာမင်အဲ့ဒါကြောင့်အာမင်ကိုချေလာတယ်နော်အဲ့ဒါတော့တဲ့လားလို့ပြောတယ်တော့ကတော့ဆရာတော်ကပြောသူရဲ့ရောက်မှရေးနောက်ပြီးကိုကြောင်ပါတယ်မတည့်တဲ့စားကြတယ်ကတာအဲ့မှာရေးထားတယ်ဘယ်လိုနဲ့ပြည်ပြီးမတည့်ဒါနဲ့ပါမတည့်ဒါနဲ့ပါမတည့်အောက်ဆုံးမှာရေးထားတယ်အမိုးနဲ့အပါမတည့်နော်ဟိုကျွန်တော်ဟိုလူမျိုးတိုင်းမှာခေါ်ရှိအောင်နောက်ပြည်လူမျိုးတွေကမင်းပြောတယ်အမိုးနဲ့အပါသူရောက်မှအမိုးနဲ့ပါအောက်မှာရေးထားတယ်ဘာတော့မလဲအောက်ဆုံးမှာဘယ်နဲ့မတည့်တဲ့အမိုးနဲ့အပါမတည့်ဒါပေမဲ့ချက်ချွေးချက်လို့ရှိတယ်ဗျအောက်မှာရေးထားတယ်သာသမီကိုရောတဲ့တော့မတည့်ဘယ်ရောက်ပြီးတယ်ဒါလည်းအော်စရာပဲဒါလည်းအော်စရာပဲဘုနဲ့ပါမတည့်အဲ့တော့ပြောစရာတော့ကမှမတည့်တာကွာတော့ဒီနေ့ဖယားနဲ့တဲ့ခြင်းအကောင်းကြီးရှိတာတရားနဲ့ညီခြင်းအသက်တွေမရှိဘူးဒါဝိကလည်းဖယားနဲ့ညီတော့ဘောလေးကိုနိုင်အဲ့ဖယားနဲ့ဝီတော့ဘာရှိမှလို့နိုင်တယ်ဒါပေမဲ့ဒါဝိကဖယားနဲ့ညီတော့သူ့နိုင်တယ်ဘောလေးကိုဒါပေမဲ့ဖယားနဲ့ဝီတော့ဘုရားပြန်နိုင်တယ်ဘာရှိမှလို့နိုင်တယ်တော့တဲ့ဝင်မယ်သင်ဖယားနဲ့ညီသူလားဝီသူလားမနီမဝီစနေကမနီဝေးရတယ်ဝေးအတဲ့ုံကြမယ်တဲ့ဟာဘုရားနဲ့နီးလာဝေးလာဘုရားနဲ့တော့နီးလို့ဘုရားအချင်းမရှိဘုရားနဲ့တူတော့တရားနဲ့တူတော့လာတဲ့လူရတဲ့တာသူကြားတယ်အဲဒါကြောင့်ပြောပြတယ်ရောတကူထောင်မချအောင်ဘုရားလုပ်ပေးနိုင်လားလုပ်နိုင်ဒါပေမဲ့လုပ်တာမလုပ်တော့ကြောက်တိုင်းတော့ချက်လေးတွင်းနဲ့မချအောင်ဘုရားပြန်တားနိုင်လားဒါပေမဲ့လုပ်ပေးလားချက်လေးတွင်းချောက်
ီးတွင်းနဲ့ကြောက်ဘယ်လိုလုပ်ပေးနိုင်လားမကြောက်လုပ်ပေးနိုင်တယ်ဒါပေမဲ့လုပ်လားပြီးတော့ထည့်လိုက်ရောက်တဲ့ထောင်လေးရောတိုင်းကချင်းလေးရှာလို့မရှိဘူးပေါ့ပြီးတွင်းနဲ့ဒါပေမဲ့ဒါလေးမကြောက်ဘယ်ရောက်လုပ်ပေးနိုင်ဒါပေမဲ့ကြောက်စီအဲ့ဒီအားတော့သူတို့နဲ့ဘုရားနဲ့ကိုနီးစီအားပေးအဲ့ဒါအပြီးရအခက်အခဲရှိပေမဲ့စိတ်တမကြတဲ့အခက်အခဲကဘုရားနဲ့ကိုနီးစီအဲ့ဒါအစင်မပြေတဲ့တော့ဘုရားပဲစိတ်ကိုအစင်ပြေတဲ့တော့ဘုရားစိတ်ကိုဘုရားမြတ်အစင်ပြေတဲ့လူနဲ့တော့မပြေတဲ့လူနဲ့တော့ဘုရားတော်ကိုချစ်ပါစေတော့အဲ့မှာမပြေတဲ့လူတွေရတယ်ဒီမပြေတဲ့ကိစ္စရှိတယ်ဘုရားနဲ့ပြေတယ်ဘုရားတဲ့တော့တောင်းချင်တာလေဘုရားကိုကြည့်တာဘုရားမြင်တာအဲ့တော့ဒီကောင်ကမြို့ပြပြောက်တာလေကာမောင်းမိဘအန်ကိုဖြတ်မောင်းဖြတ်မောင်းပလိကတော့ဒါတော့ပလိကလိုင်စင်တာပြီးပြီခဲမိနေတာမြင်တာဒီမျိုးမျိုးပလိကိုကြည့်ပြီးပြောတယ်မိနေတာမြင်တယ်ရှေ့အောင်မြင်လို့မောင်းတော်ရကတဲ့ရှေ့မိနေတာမြင်တယ်တဲ့ရှေ့အောင်မတွေ့လို့မောင်းတာအလိုက်ကောင်ကအောင်းရိန်ဆောက်နေတာတဲ့ဒါတော့သူကြည့်နိုင်တယ်ကိုယ်ဝယ်တော့ပြတဲ့နေရာတိုင်းမှာလိုက်ကြည့်တယ်တဲ့ဟုတ်တယ်တဲ့ခက်ခဲသူသိတယ်သူလုပ်ပေးနိုင်တယ်ဒါပေမဲ့တေမနဲ့သွားလာဖို့လေဒါကြောင့်ဘုရားကတကူရှိတယ်တတ်တယ်ရှိအဲ့ဒီအလုပ်ပြီးနေဒါကလုပ်ပြီးနိုင်တယ်ဘာမှမရှိတော့မရှိတဲ့တတ်တယ်ဒါကတတ်တယ်ပြန်ရှိဒါမှကျွန်တော်ကနားတယ်ဒါကြောင့်လည်းပြီးစီလောင်နေတဲ့မီးကိုသွားကန်ရင်ဘာဖြစ်လဲပူတယ်စမသာတည်တယ်နော်ဒီကန်ရင်ဘာဖြစ်လဲပူတယ်ဒီကန်ပြီးမပူရင်မီးတော့မပေါ်တော့ကြောက်ဟုတ်လားဒါပေမဲ့ချို့လို့ရှိရင်တို့မျိုးကြီးတွေတော့မီးရအဲ့တော့ကန်ရင်ဘာပူအဲ့ဒီမီးကိုကန်ရင်ဘာပူလောင်တဲ့မီးကိုကန်ရင်ဘာဖြစ်လဲပူတယ်ဒီကန်ရင်ဘာဖြစ်လဲပူတယ်ကြမ်းမိမယ်ဒီကဲကန်ရင်ဘာဖြစ်လဲတော့လိုက်တာပဲဒီကွယ်ရေခဲကန်လို့မအေးရင်ပြောင်းခေါ်ရေခဲလို့ခေါ်တယ်ဒီကန်ပြီးမပူရင်ပြောင်းခေါ်ပြီးလို့ခေါ်တယ်အဲ့ဒီကန်ဘာဖြစ်လဲရေခဲကန်ဘာဖြစ်လဲနှုတ်ကပတ်တော်တိုင်းအသက်ရှင်ကောင်းစားတယ်အာမင်ဒီဘုရားခေါ်ရင်သူ့ရဲ့ဘုရားအကုန်ပြီးတယ်ဒီချိန်မှာကုန်ရှိအကောင်းကြီးပြီးတယ်ကောင်းမြတ်တဲ့ဘုရားအကောင်းကြီးမပြီးနိုင်ဘူးလားပြီးနိုင်တယ်လူကိုဖန်ဆင်းတဲ့အကောင်းခြင်းတွေမထည့်ထားဘူးလားထည့်ထားတယ်ကောင်းမြတ်တဲ့ဘုရားသင်ကိုကောင်းခြင်းတွေထည့်ထားတာနောက်ကျွန်တော်ဒီနေ့ဝေငှခြင်းနဲ့ကောင်းစဉ်ကပါလေဆိုတော့ကောင်းခြင်း၅မျိုးဝေငှခြင်းနော်ဒီနေ့ဝေငှခြင်းနဲ့အကြောင်းအရာကောင်းစဉ်ကကောင်းခြင်း၅မျိုးကောင်းတော့တော့မိမယ်တဲ့ကောင်းတာကြိုက်လားဆိုးတာကြိုက်လားအကောင်းအော်ဒီနေ့ကျမ်းစာထဲမှာကောင်းတာနဲ့ပတ်သက်ပြီးကျမ်းစာတော်မှာအများကြီးရှိတယ်အဲ့ဒီကျွန်တော်၅ချက်ဆွဲထုတ်ပြီးတော့ပေါ်ပြချင်နော်โอเคโอเคကောင်းခြင်းမမျိုးလေညရတာတော့ညရတာโอเคတော့ဒီမှာဒီကချင်ဘာလဲကနေစက်နဲ့30နော်ရှေ့မှာလည်းပြောတယ်စက်နဲ့အနေ30နော်ကဲကျွန်တော်ဒီကောပါချင်ကောင်းလို့ဒီစ
알아? 최소한对嘛，为了嘛手机为了钱。哎，每个小每个接触风尘的小，这样每人去给我把片的，把片。啊，每个看要，哎，什么小面要，小到了你手机没人去个，啊，我讲的手机没也不是这样的，亏好难打破，没样的亏难穿的话，啊，我讲的，哈，我说小面吃吃面，哎，没有得不呢，比哎一般性的哈，肯定没有搞做。今年三年电报，我也不是这样把它搞的嘞。哈，看到你说他不愿意，啊，上单啊，爱情嘛，爱一般情况下，他不愿意上单来看到他，很多在跟手机会这种会拍片嘛，这个亏的不会的，爱亏有些拍过的人说不的，爱那比嘛是啊加哪里，都，啊那手机会拍片嘛，八万的路嘞，亏的路亏难做的。哎，老师，我呀，啊，我比如说把位表呢，啊，我不是讲困难做的没有，啊，我不是讲困难做嘛，我亏没有看到。听得懂吗？没错。我讲了亏没有看，不是讲把它做的。这个 crypto 那个也得把它做了呢，也是 crypto 的做了呢，别那么不奇怪是。他那张把它做了，是不是？大家知道了，对，刚刚来，刚刚。把那个也刚刚也出的，把刚刚做那个呀，就这个，有道理说把那个嘛，啊，咱们西人有道理嘛包，啊，别人有道理不是？啊，有道理说就把那个嘛西，哈，今天礼拜五呢，蛮有点旺旺，哎，那，干嘛把我马到了，贵哦，那老年嘛是不是咁多啦？啊，有啲说话，我娘拍过。有啲嘛包括，就有啲个啦。我我个把啥呀，心里得的呀。他这个来年嘞，啊，年尾来光娘说的，他这个，然后呢，里面再请嘛，高多也是嘛，拖得嘞，高多也，给我给了高阶他们嘛，那么这高啊，啊高呢是咯，啊龙高，啊 sorry 啊，你们给我给那个钱的 ，sorry， 这个给不要钱的，啊那把嘞是咯，假如这啦嘛，假如个嘞 zero 嘞，假如啊个把嘞。就表明把手嘛，几个那个当五年了，zero 把它当五年了。啊，对呀，几个那在了 zero 在了，我你快 zero 的不？几个那 zero 的呢？那 zero 的就是那嘛，等这个，把手嘛，同样都不来的，谁等下你同样都不来，等你啊，但同样也嘛过位，同样也一起，我嘛同样去来去上学，พยาเนี่ยฟ้องได้เนี่ยเก้าวันเนี่ยอะไรเลยแล้ว zero plus ก็อะไรล่ะก็ก็อะไรเนี่ย zero มาในที่สัมผัสแต่ไม่ได้ดูในความรู้เลยเนี่ยแล้วจบหน้าที่ยาหน้าเลยพวกนี้นั่นก็จะพยาเนี่ยเตะบอลกับพยาเนี่ยฟ้องกับพยาเทมาชิอาเทมาชิเราตัวบ้านอะไรแค่เขาเนี่ยอะไรแล้ว zero เนี่ย plus ก็พยาเนี่ยฟ้องมาเท่าไหร่ก็เขาเนี่ยဒါပေမဲ့အဲ့ဒီ God ကောင်းနေတဲ့ထဲကနေပြီးတော့မှ minus God အရာကိုနှုတ်လိုက်ပါပဲချတယ်ရှိတယ်။ဒါပေမဲ့တရား1မှာပါလား2မှာပါလားနံပါတ်1စာကြောင်းမှာပါလားနံပါတ်2စာကြောင်းမှာပါလား1မှာပါလား2မှာပါလား1 2လားဒါတော့အဲ့1ဒီပဲ2ဒါမှမဟုတ်ကောင်းလေဒီလိုပြောတာလည်းသူ့လိုချောင်းပြောတယ်ဒါပေမဲ့ရှင်ရတယ်။တရားကြောင်းပါဆိုရင်ကောင်းတဲ့တမန်နဲ့အရန်တူတာပဲ။အိမ်ရောက်ရင်ရှင်ဘလူးနဲ့တူတယ်။ဘာအိမ်မှာဒီတောင်းချလာမင်းနေ။အဲ့ဒီတတ်တော့ဘုရားကြောင့်ပါပဲနေတာမကောင်းနေ။ဒါပေမဲ့ပါလေပြောတာတွေမပါဘူးပေါ့။အဲဒီဘက်ကိုလည်းโอเคပဲလို့ယုံကြည်တယ်။အဲ့တော့ကျန်တဲ့ဘုရားကြောင့်ပါဆိုကောင်းတဲ့မင်းနဲ့တူတယ်။အိမ်ရောက်ပါလေတူတယ်။ဘလူးနဲ့တူဟာအချိန်မောင်းတောင်းချကျပြောတာတော့ဒီနောက်နိုင်ငံမှာလည်းတချို့မျိုးသားတွေရတယ်ဒီမှာတော့ကောင်းလိုက်တာဆရာတို့ချီးမွမ်းတော့ကောင်းကျို့မျိုးသားတွေကနောက်နိုင်ငံမှာဆိုရင်ဟာဖျက်လို့ရတော့ Chris ဆောင်ရှင်ကြီးနဲ့ချီးမွမ်းလာတယ်နောက်မြောက်ပြီးတော့ချီးမွမ်းလိုက်ဟာလေလုယာဟာလေလုယာအေးအောင်မင်းမဟာလေလုယာစက်တီလာဘာဖြစ်ဒီလက်ကပဲဒီလိုသွားနေတာအဲ့ဒီအဆူကြီးကအဖစာကြောင့်ပါပါလားပြက်စာကြောင့်ပါပါလားแต่ยังพยายามจะมองนี่ก็เขาไม่ได้อะไรเลยเจ้ามาเขาเนี่ยน้ำชาว่าไม่เพื่อบ่งชงชาเจ้าชี้กันอะไรก็ต้องได้หมด
ရှုပ်ချတယ်ရလို့စာရေးရအောင်ကြီးကော်မာလေးမိုင်းတိပဲလွဲတယ်နော်တခါတော့အဲ့ဒီပြင်တော့အတော့ချုပ်ပြီးပြန်သူရှိမှာတင်ပြည့်ဒေတာခံတဲ့လူတယောက်ကိုသူကအဲ့ဒီလူရဲ့အမျိုးကသူရှိမှာစစ်သူကြီးဖြစ်တယ်အဲ့စစ်သူကြီးကအသနာခံစားတယ်တော့ဘယင်ကဒေတာတွေလုပ်ပေးတယ်အဲ့ဒီအချက်တော့အဲ့ဒီမှာသူကတိုင်ပင်ရိုက်တဲ့လူဘယင်ကပြောတယ်ဘယ်လိုရေးခိုင်းလဲဆိုတော့ဘယင်ကလူရေးခိုင်းတယ်kill him not မတမ်းတင်ကောမှာကိုလိုက်တယ်လက်ချင်းကိုပြပါလို့ပြလိုက်ပါတယ်လေလုပ်ပြီးတယ်အဲ့ဒါတိုင်ပင်မောက်ရိုက်တယ်တိုင်ပင်မောက်လည်းအရင်ချွမ်းချင်ဘယ်လိုရိုက်လိုက်လဲဆိုတော့ kill him ကောမှာခံလိုက်တယ် not လက်ချင်းကိုတော့လေးလည်းဘာဖြစ်လဲတပ်ပလိုက်ပတ်တော့နေပြီဖြစ်သွားတယ်ကောမှာတော့နေပြီ kill him not မတမ်းကောမှာခံလိုက်တယ်အဲ့တော့ဘယ်ရရေးခိုင်းတာဘုပြောက်ကကော်မာဘယ်တော့မှခံလိုက်တာလေအဲ့ဟာကော်မာမှားနေတယ်လည်းကြောင်းနေရှိတယ်တောင်းတင်ဟာဘုရားသားနေတော့လောကသားရှိမှတင်းရဲ့ပုံသက်တွေမှားသွားရင်ဘုရားဘုံရှုံးချစေဖြစ်တယ်ဘုရားကကောင်းဆုံးပါစတာကောင်းခြင်းနေတယ်အဲ့တော့ကောင်းခြင်းနေနဲ့သက်ရှင်မှုလို့လားတောင်းကျွန်တော်လားအဲ့တော့နောက်တစ်ကျွန်တော်ခရီးရတဲ့မှာဘုရားလူပါစင်တော်နဲ့ဘာကောင်းတဲ့လဲအလုံးကောင်းနောက်တစ်ကောင်းဘာကောင်းလဲအလုံးကောင်းကဲချမ်းသာပါမယ်အဲ့ဒါဘာလဲဆိုတော့ဘုရားခင်ကလူကိုဖန်ဆင်းပြီးပြောစကားဘုရားခင်ကလူကိုဖန်ဆင်းပြီးတဲ့အခါမှာလေအလုံးကောင်းလို့ပြောတယ်အဲ့တော့ချမ်းသာပါလဲဆိုတော့ကျွန်တော်ဖတ်ကြည့်မယ်ဘောဓဂတိတိငယ်30ဟုတ်တယ်30ကဲဟုတ်ပြီကျွန်တော်တို့ကဖတ်ကြည့်တယ်ရှင်းမှကျွန်တော်ပြတာဘုရားခင်ဒီဖန်ဆင်းတာပဲဒီမှာဖန်ဆင်းတယ်စက်ထမဆိုနေနေတယ်ချောင်းတယ်လူဖန်ဆင်းပြီးတော့ဘုရားကဘာကောင်းလို့ပြောလဲအချားရာတွေဖန်ဆင်းပြီးတော့အဲ့လိုပြောတာကောင်းလို့ပြောတယ်အဲ့လိုမင်းကအေးရောရတယ်ပြောတယ်အချားရာဖန်ဆင်းပြီးတော့လည်းပြောတယ်ဘယ်လိုပြောလဲကောင်းပါလားဘာလို့ဒီမှာလဲကောင်းတယ်ဒီနေ့လေကောင်းတယ်တဲ့ကောင်းတယ်ဇရုပ်ကနေကောင်းတယ်အစမနေခေါ်လိုက်တာโอเคချားရနေအမှန်ပါအဲ့ဒါนี่တကယ်တော့ကောင်းတယ်လို့ပြောတာလူဖန်ဆင်းပြီးမှဘာကောင်းတယ်လဲလူကဖြစ်ကြတယ်တောင်းတဲ့ကိစ္စနဲ့ကွာလားဟိုတော့ဒီကညံ့ချေဆိုမကွာဘူးဆိုတော့ပြီပဲဒီဟုတ်နေတယ်လူမသိပြီးများကဘာကောင်းတဲ့လားလေအလောကောင်းဒီကတော့မအောင်သူမကောင်းနာမကောင်းပြောနေတာဘုရားကသူ့ကိုဖန်ဆင်းတဲ့အလောကောင်းဖြစ်တာလားဘုရားကဘာလို့ရှိပါစေဒီမကောင်းတော့မပြောနဲ့အဲ့တော့ဒီကိုစားတယ်ကောင်းတယ်တာသမီးတွေကောင်းတယ်ပြောကောင်းရှိပြီဟဲ့တင်လာလေဘုဘေးကိုက်တွေပါစေနဲ့ဘုကိုက်ကောင်းရှိပြီရတယ်ကျွန်တော်ရှိမှဆက်ပါတဲ့ကတည်းကကျွန်တော်အခါမဲ့စာတယ်ဝိုင်းလေးရှိပါအဲ့စာတယ်ဝိုင်းမှာစာတယ်တဲ့ကချုပ်ပြပါတယ်သူတို့မြင်ချူကလေးတွေပါဟာအမျိုးမျိုးသုံးတယ်ဟာဆဲဆိုတန်ချင်းပေါ့လောကသားလို့ဆိုတာမျိုးမျိုးမျိုးပြောရရှိအိမ်တော့အဲ့လိုချိန်ပေါင်းပါရှိအဲ့ဒီစမလို့ပြောဟာဒီလေးတွေမချိန်ပေါင်းပါနဲ့တကယ်ဒီကလေးတွေအောင်မြင်တဲ့ကလေးတွေအကောင်းဆုံးဖြစ်အောင်ပြောပါတကယ်တော့အဲ့ဆရာမအဲ့ဒီလောက်စုကအိမ်သွားတယ်ဟာဆရာမတွေ့လို့သားတယ်အမေလုပ်တဲ့တော့သူတောင်းခိုင်းတယ်လုပ်ခိုင်းတယ်ဟဲ့ဝင်ကြီးဖြစ်မဲ့ကောင်လေးချက်ကုန်ကြီးပေးပါဦးဒီတော့တော့ရတော့တင်လာတော့ဘယ်ကြောင့်ဝင်ကြီးဖြစ်မဲ့ကောင်လေးတော့ဘာစက်ကပြောရင်မဖြစ်ဘူးလားဖြစ်တယ်ဟဲ့ဝင်ကြီးဖြစ်မဲ့ကောင်လေးချက်ကုန်လာကြီးပေးပါဦးအဲ့ကြောင့်ဆရာမဖြစ်မဲ့ကောင်မလေးဒီကိုတိုက်ပေးပါဦးအာဆရာမအဲ့အိမ်သွားတယ်တော့တိတ်ချင်တယ်ဆရာမရှိလို့တော့ဒီအကောင့်ပဲပြောရရင်တော့တင်လာဘာမှပြောတဲ့အမေကအခုဘာပြောလဲအဲ့တော့တရားတားလေးကိုဘာပြောရလဲဟာကဘာတော်တရားဝဖြစ်တဲ့တားလေးဘုရားကောင်းချီးပေးပါစေအာမင်တနေ့တဲ့တားလေးကဘာတော်တရားဝဆက်ဖြစ်လာတယ်တကောင်းချီးပေးရ let's go ဒီမှာအလုံးကောင်းပြီဘုရားကိုဆက်အလုံးကောင်းခဲ့တာလားအောင်တဲ့တော့ကောင်းချီးရပါလားကဲတော့ကျွန်တော်လည်းမြင်ချီလူပြခင်ကတဲ့ဖန်ဆင်းတာဘာနဲ့ဖန်ဆင်းလဲ
ဘာနဲ့ပါစင်းနေတလိဆောင်ဘာနဲ့ပါစင်းနေပြန်ပြောမယ်လူဘာနဲ့ပါစင်းနေတလိဆောင်ဘာနဲ့ပါစင်းနေခေါင်းကြမ်းကနေနဲ့စကူကျန်တာပါလားပါလားစပီလာညပတ်ချီပါအဲ့ချစ်စီကိုလည်းဟောဒီပတ်ချီကကျတော့ဘယ်မှာချီနောက်ခေါင်းကြမ်းကနေနဲ့စကူညပတ်ချီခေါင်းကြမ်းကနေနဲ့စကူညပတ်ချီခေါင်းကြမ်းကနေနဲ့စကူညပတ်ချီဒီကြောင့်ကြပြီမယ်ညပတ်မယ်1 2 3ပတ်ချီမယ်ခေါင်းနဲ့စကူ Oke, siapa? Kalau saya bilang, ya siapa? Karena biasa, kalau saya bilang ini siapa? Sampai 1, 2, 3, Taura Syria ini. Yami. Dua pihak pasal apa? Kali sama ada pasal apa? Tipe aku lebih tahu jadi tahu. Tadi sama ada pasal apa? Ini mau me pasal apa? Lu ada pasal apa? Ini mau kali sana apa? Kali sama bisi dah apa? Lu mau minta apa? Ada orang yang ini besar ni. Lu apa ada pasal apa? Kali sama ada pasal apa? Kali sama minta apa? Lu mau minta apa? Kali sama desa lah. Tahu lu cuma itu tak cuma. Kamu siapa ni buat? Ibu tak tahu ni me. Kalau yang ni me, lu yang ke pada pasal ni. Kali sama pada pasal ni. Kali sama desa lah. Lu desa lah. Kamu siapa buat siapa? Jadi me lu yang ke pada pasal ni. Kali sama pada pasal ni. Kali sama desa lah. Lu desa lah. Pensare su come modalità che la sua usava la pensare in noi che non è vivo tapi sana è vivo lu te ma bene ma sa tu sa te ma bene sa ate o me lu ne pieci tu sa ne pieci ga tale lu jaro ma sa tale sa jaro sa ne so no lu te yo sa lu ya 야래 마사 누가래 저 누가 살아요 저씨 근데 야래 마사라 사람이야 대사는 미국 내 미국 근데 대사는 살아 누가 살아야 야래 마사라 맞아 마사라다 이지의 넘버 대체 누가 미야다 답아 아멘 대사 오면 봐 대사마다 배우라 봐지 그렇게 배우라 코야 배우라 배우라 봐라 냐가 배우라 Saya biarkan kala, Noah biarkan kala, tali sani biarkan kala, tali sani biarkan kala, biarkan mana yang bawa le, cuma mau biarkan. Dan ni mana ni biarkan mana yang bawa le, cuma mau biarkan. Mungkin jujur ni biarkan ni, biarkan lah, betul tak boleh lah. Tali sampai dong tak? Apa yang mulai bawa ni? Cuma macam tipu macam ni lah. Tak ku main dulu macam kau cakap. Cuma bio. Kau ni jauh ni beri buat ni yang dong tak lah. Tu lebih berkesan. Kesan biasa sekolah. Juga biasa sekolah. Juga baru ni. Biasa sekolah lah. Haru ni macam siapa? Macam ni mana jauh jauh mana? Dia usah berzara tu, dia jauh mana? Terus ni dia jauh mana? Mana pelikuh ni jauh ni beri. Kalau dia jauh mana yang macam tu ada le, mana? Payah ni bapa punya, payah tu dia nak baru dia ada le. Kalau nak macam mana? Okey, lu jauh ni mana pasal ni? Terus saya ni mana pasal ni? Lu tu masal terus saya salah, lu mana payah dia nak masal. Terus saya salah, payah dia nak parah. Berarti yang boleh lihat dalam paru alo, kau tu dia pasal ni dia. Jadi ni kau yang berarti orang pasal ni dia saya kau boleh. Yang memang ni dia cakap. Dia cakap. Dia lokal pasal ni ada. Ada pasal yang lokal berarti tu kenapa?
ပါလေကိုယ်လေးကြောင်လေးတွေပါအေးပါလေဒါပေမဲ့ကိုယ်နဲ့ကိုယ်မတော်တောင်းဆက်တယောက်ကလေကားတိုက်ပြီးတော့ပုံတော်ကြီးကနှချမ်းတော့ကောင်းကြီးကနှချမ်းကိုနှလုံးရပြူထွက်နော်လည်းလည်းကြီးကပြတ်ထွက်နော်ကိုယ်ရလည်းမောထွက်နော်အဲ့ဒီမှာကိုယ်ရလည်းထွက်အဲ့ဒီလိုဘယ်သူမှမရှိတဲ့အခါထဲမှာနှစ်ယောက်တည်းဘေးထားကြည့်ရလားဒါပြောသားမိတွေပဲရေဦးနော်တတိဆန်ကြတော့ဘေးထားကြည့်ရလားကိုယ်တွေကြောင်းဒါရတော့ပြေးစီဘုရားတော်ပါပဲဒီတော့သူအဲ့လိုကျွန်တော်ချက်စားတယ်တော့သူမလာဘာလို့မလာဆရာခွေးတီလို့မလာတာမူရာမျက်လုံးအောင်အဲ့ဟာသွားပြီးခွေးအောင်အောင်နေစီမီသွားလို့ပြရတယ်ဟာတင်းဆရာကလည်းမလွယ်ဘူးမလို့ကျွန်တော်ဒီကိုကိုပြန်လာတော့ကျွန်မအဖေးကတော့အဲ့လိုခွေးတီတာမူတယ်ဩအဲ့ဆိုမျိုးတော်လာမသိဘူးမမေးပါဘူးချက်မမေးပါဘူးနော်ချစ်စောင်းခွေးကအတော့ချက်တာအဲ့တော့ချက်တာကျွန်တော်ဒီဆရာကမသိစီဝေးသွားတော့ဘာလို့လဲ DOG တော့မလွယ်ဘူးကျွန်တော်ရှင်တို့ဒီကြောက်ခါလာစတော့ခံမှုတယ်ဆရာလည်းကျွေးရမောင်ဆိုစတော့ပြီးပါဟာကျွန်တော်အိမ်မှာကြည့်တယ်စတော့ပြောကြည့်ကျွေးရမောင်ကျမစီပါကောင်းစားစီပါချွဲပါအားကြည့်တယ်စတော့လားစတော့ပြီးမှဒီမျိုးမျိုးမေးတယ်ကျွေးရမောင်ဆိုတဲ့ခင်ဗျာတာလာသမီးကအားမဟုတ်လေကျွန်မကရောင်းစားမယ်တောက်တက်နာမယ်တောက်တက်ဒီလိုနဲ့လေးနဲ့ကရောင်းစားတယ်ကျောင်းထဲမှာတောက်တက်တွေရောင်းစားတာဟောဒီဘက်မသိတယ်နော်ရောင်းစားတာတောက်တက်ကိုနာမည်ပေးတာယူရမောင်ခေါင်းကြောင်းပေါ့အဲ့ဒါကိုပြောစဲအဲ့ဒါစတော့ပြီးပါအဲ့ဒါအချွေးချီမှာအဲ့ရောက်တော့မှအချွေးချီမှာဆဲစတော့ပြီးပါကျွန်တော်တင်ဆိုင်လေတော့ဒီနာမည်ပေးရတယ်ကျွန်တော်တက်စတော့ရရင်အဲ့ယူရမောင်ဒီမှာဖြတ်အောင်ချွေးမချအောင်နာမစီအောင်ချောင်းမဆိုးအောင်တော့ပြီးမမြောက်အောင်တော့ဘာလာမရောက်တော့မှအဲ့တော့လူနဲ့ကိစ္စမှာအရင်ပေါ်ချလိုက်ရပါစေအဲ့တော့တရားတတိဆိုင်လေးကောင်ဒီမှာတည်သွားရင်တင်ထားပြီးအေးရလားအေးဒါပေမဲ့လူတွေသွားထားအေးရလားအေးဘာကြောင့်လဲတတိဆိုင်မှာဝိညာဉ်မရှိလူမှာဝိညာဉ်ပါလို့ဖြစ်တယ်အာမင်တဲ့တဲမှာပြောင်းလို့ရှိတယ်ဘာကြောင့်ပြအလောင်းကောင်းလို့ပြောအချက်နဲ့ချက်နဲ့ကြည့်နံပါတ်1ကတည်းကများလာနောက်တစ်ကတဲ့တဲမှာလူပေးတဲ့ဝိညာဉ်ရှိတယ်ဒါကြောင့်တရားမှာကောင်းတယ်အလောင်းကောင်းအောင်ဘယ်လိုလဲအသက်ရှင်ရမလဲအလွန်ကောင်းတဲ့အရှင်ဘုရားနာမကိုကြည်ပါစေ။ဘာတဲ့ဘဝမှာသူများရဲ့တဲ့ကိုဘယ်လိုပြောဟုတ်တယ်ကျွန်တော်ဒီဘုရားနာမနဲ့အလွန်ကောင်းတဲ့နေ့တိုင်းဘုရားကောင်းမြတ်တဲ့ဘုရားကောင်းချီးဖြစ်စေ။တဲ့သားမျိုးသူများရဲ့ဟာအုပ်နဲ့ထိုင်းနဲ့ဘာပြောနာကလေးကတိတ်တော်တယ်အလွန်ကောင်းတဲ့ဝတ်ခအဲ့ကလေးကပါချင်ပါလေ။ဒါကတော့ဒီနေ့ကြောင့်ပြောပြတယ်။အဲ့6နဲ့9နဲ့သားမှာသူကြောက်တော့တယ်သူချုပ်ပြီးပြောရင်တော့တော်ပြီလို့ခေါ်တယ်။နားလေးတော့စာတယ်လို့ပြောpero se llama Amado de eso. Nadie ve una escala, pero cada uno se vive. Porque ya no vale nadie, porque ya no vale nadie. Te va a llevar a un con nadie. Pero le que me han pedido que una vez. Porque ya nadie lo escucha ni que han sido. A mí la fue y chulo y todo ahora. Sai la, sai. A mí ni que una mira, todo va ya le y chulo y todo ahora ya. Pero nadie de ese gato ahora, toda la segunda. Y que ya nadie lo escucha y yo ahí. ဆရာမစာတယ်လို့မြင်မရတော့သူ့ကြောက်ထုတ်တယ်တို့တော်ပြီးပါဗျာကျွန်တော်သားကိုစာတယ်မြင်အောင်ဒီနေ့ကစာကြောက်ထုတ်တယ်စနေကြီးကအဲ့ဒီအကယ်မှာအိစာလေးခံပြီးပြန်အရောက်တော့အိစာကိုပြန်မြင်မို့တော့တူတာလေးစာတယ်လို့မြင်တဲ့တာမီကြောက်ထုတ်ခံရတယ်အိုးဟာလေလုယာပဲပြောမလားနည်းနည်းပပတော့ခြေခွဲမှာဟာနဲ့တော့ခြေခွဲတာပေါ့ဟာနဲ့တော့ခြေခွဲဟာသူလည်းခြေခွဲတယ်ဟာဒါပေမဲ့ချက်ချင်းပဲပြသူ့တိချက်ချင်းပဲသူပြရတဲ့ပေါ်ယူတော့ပြောတာစိတ်ကကြောက်မင်းဆရာမကြောက်လို့ငါကြောက်လို့အမေဆောတယ်အဲ့ဒီဘာလို့လဲနေတိုင်းကောင်းတော့တနိုင်လက်ထက်စုတော့ပြီးစားတယ်ခါအဲ့ဒီကလေးကကြီးလာတဲ့ခါဘယ်လိုဖြစ်သွားလဲဒီမီလီတီထွေနဲ့ thick combination Thomas Edison ပြောအဲ့ဒီဆရာမတောင်းတယ်ဒါပေမဲ့ဘာကြောင့်ဖြစ်လားနှစ်သားတဲ့ကလေးတော့လောက်ဆွဲတင်နိုင်တဲ့သားမျိုးဒီထက်ဆွဲတင်နိုင်အာမင်ဒီမှာရှိတဲ့လူငယ်များဒီထက်ပြဆွဲတင်နိုင်အာမင်တောင်းချင်ပါလားတဲ့ထဲမှာဘာကောင်းပါလို့လဲအလွန်ကောင်းဒါကျွန်တော်ကအလွန်ကောင်းတယ်ပဲနေဒါကြောင့်နေ့တီလေးခုနှစ်ကကျွန်တော်အားလုံးအလို့ရတယ်ကောင်းစွာသောတိုက်လန်ခြင်းကိုပြုပြီးကဲကျွန်တော်ရှင်းပြပေးမယ်လိုက်ဆိုပြီးပါကောင်းစွာသောတိုက်လန်ခြင်းကိုနာပြုပြီးဒီရသောနာကိုအဆုံး
ရှင်ဘောကအဲ့နှစ်တင်မောတွေရေးပြီးသူကော်ရုံချင်းခါတော့ကောင်းတော့လည်းရုံပြပြီးဒီကတော့လည်းစုတ်တယ်ဒီလိုရောစားကြတော့တောင်းမှရေးတယ်နော်ဆိုအဲ့ဒါရေးပြီးတာလည်းသူပြီးတော့ဒါကြောင့်လည်းငါ့အတွက်ကောင်းတယ်မှာဘာလို့ရှိလဲဟာသူအကောင်းဆုံးဖြစ်နေတာသူမရတယ်လေဘောလားအဲ့တော့ကတော့စိတ်ကသူ့ဒေသတွေသူကတော့မြန်မာလိုလည်းကောင်းလို့မချွမ်းချင်အဲ့ချမ်းပိုက်မှာကောင်းစောတော့တိုက်တယ်ပြီးရတော့လည်းဆုံးပြေတယ်ယုံကြည်ခြင်းတရားဆောက်ရှောက်ရင်ကောင်းတယ်မှာပါရှိတယ်အဲ့တော့ဖူတော့မြန်မာလိုပါလာမပြန်တတ်တော့သူကသူ့ဒေသတွေပြောတယ်အေးချမ်းစာပြောတယ်တည်တဲ့အထိကောင်းကောင်းနေကောင်းကင်မှာအုတ်ထုတ်တယ်လို့ပြောဒီတော့စကားလို့ရှင်းတယ်နော်တည်တဲ့အထိငြိမ်နေကောင်းကင်မှာပါရမယ်ဒီတဲ့လည်းတော့ပြရမယ်အာမင်အဲ့တော့ဘုရားကပါစင်လာတာဘာကောင်းလဲပါစင်လာတာလေတော့ကောင်းတဲ့ပါစင်တော့သူကလည်းဒုတိယကောင်းသူ့တော်ကောင်းသူ့တော်ကောင်းကဲအရာမှမပြောချင်အဲ့တော့ဒီမှာစုတော်တော်သူတော့များပါစေတဲ့အလုံးကောင်းတာပါစင်နဲ့ခံရတဲ့ကြောင့်တဲ့ဘယ်လိုသွားမလဲအဲ့တော့ချမ်းစာထဲမှာသူ့တော်ကောင်းလို့ခေါ်ခြင်းခံရတဲ့ပုဂ္ဂိုလ်ကလည်းဆိုတမန်ချမ်းစာမှယောဘကိုပြောလို့ဆိုတာချမ်းစာကဘယ်လိုပြောတာလဲယောဘတော့ကိုသူတော်ကောင်းလို့ပြောတယ်မာရိယောက်ျားယောသလေမာရိယာချင်းမှာခလေးမို့ဖြစ်နေတာလေအဲ့တော့ကောင်းရမှာတော့ပြောရင်မင်းပြိတ္တိတော့မယ်ဒါယောက်ျားပေါ့မြဲအဲ့ဒီမှာယောသနဲ့နှိဖို့ချိန်ရှိလားမရှိဘူးဒါပေမဲ့မာရိယာကောင်းရမှာ yes လို့ပြောလား no လို့ပြောလားအဲ့တော့ဘာသာတဲ့ဘုရားနဲ့ပတ်သက်ရင် yes လို့ပြောအဲ့ဒါကဘုရားတဲ့တော့ပြင်ဆင်သားမယ်အာမင်ကောင်းရမှာမာရိယာလေခဏလေးစောင့်ကျွန်မယောသနဲ့နည်းနည်းတော့ဆွေးနွေးလိုက်ယောသကိုသာသွားပြီးတော့ဒီမိုက်ထဲမှာတော့အဲ့လိုပဲဆိုအကောင့်နဲ့ယောသနဲ့6လောက်တာပြီးရင်ဒီမှာဒီမိုက်မောင်းတိုင်းလာပြောနေရတယ်ဆိုဒါပေမဲ့သူသွားမနေဘူးနော်သူက yes လို့ကောင်းကင်မှာထူလိုက်တော့ကောင်းကင်မှာပဲယောသကိုသွားပြောပြတယ်အဲ့ဒါပါတဲ့ဘုရားနဲ့ပတ်သက်ပြီး yes လို့ရင်တင်နဲ့ပတ်သက်တဲ့ကိစ္စဘုရားကပဲရှင်းပြတယ်အာမင်ဒါကိုကျွန်တော်နားလေဒါကြောင့်ကျမ်းစာထဲမှာယောသကိုဘာကောင်းလို့ပြောလဲသူတော်ကဘာတဲ့ခန်းကြီးတင်နေစက်ကိုကေဆိုတော့ဘာဖြစ်လဲသူကြီးကေမောသူတော်ကမာရိကိုမပြတ်စေခြင်းတော့ကြောင့်တိတ်ဆိတ်စွာဆုံးတယ်။ကျမ်းစာမှာရေးထားတယ်သူတော်ကောင်းဖြစ်တဲ့ကြောင့်တိတ်ဆိတ်စွာဆုံးတယ်။သူတိတ်ဆိတ်စွာဆုံးတယ်။တိတ်ချစ်စရာကောင်းတယ်ပြောတယ်။ဒါကျမ်းစာမှာယောသ3ယောက်ရှိ3ယောက်လုံးကောင်းတယ်။ယာကုပ်သားယောသမကောင်းလား။ကောင်းတယ်။မာရိယောက်ျားယောသကောင်းလား။ကောင်းတယ်။ခရစ်တော်သင်ချိုင်းပေးတာအရိမသဲမျိုးသားယောသသူကောင်းလား။တော့သူတော်ကောင်းအဲ့ဒီဘောမှာအပေးလို့တဲ့တက်ကမှာသူများကိုကောင်းသောအရာကောင်းသောအမြင်ကောင်းသောပေးကမ်းခြင်းလောက်ခြင်းဟာတဲ့အားဖြင့်ဘုရားဘုန်းထင်ရှားလာတယ်အာမင်ဒီပုဂ္ဂိုလ်အပြင်ဘုရားဘုန်းထင်ရှားကြည့်ကြည့်မာရိယာကလည်းတော့သူဖြစ်နေတာယောက်ျားယူလို့ဒါပေမဲ့သူဖြစ်နေတာကလေးမှုလို့ဖြစ်သွားဘောမှာအပေးလို့တဲ့ဖြစ်နေတာတခုတဲ့ဖြစ်နေတာတခုဒါပေမဲ့သူဖြစ်နေတာတဲ့ဖြစ်နေတဲ့အရာဘုရားအလိုတော်ထဲမှာရှိနေဖြစ်နေတဲ့အရာဝန်ခံလိုက်ဖြစ်ချင်တဲ့အရာအကောင်းဆုံးဖြစ်လာတယ်အာမင်ဘုရားခင်ပြည့်စုံပြီချစ်ချစ်တော့ဒီညနေကဘယ်ကအောင်ခံလို့တို့ညနေပတ်တဲ့ညပြောပြတတ်တာလေးပြောပြချင်တယ်ဒါကမှဒီကျွန်တော်တို့ဒီက6နှစ်လောက်အဲ့လိုပဲဒီအနေတစ်ခုကိုကြည့်တော့အဲ့ဒီအနေမှာလူပြတ်ပြောက်ကခလေးထိန်ပြီးတဲ့ချင်းတော့ဘာကလို့ချင်းလို့ဆိုတယ်ဘယ်လိုမှမဆိုတဲ့ချင်းလို့ဆိုတယ်အဲ့ဒါဘယ်လိုဆိုတာတို့တွေးလေမဟုတ်ဒီမှာရှိတဲ့အခါကျပြန်တဲ့တော့မိဘမိမယ်တဲ့တာမီကိုခလေးထိန်းတဲ့ချိန်သစ္စာရည်တဲ့အရှိမှတိုင်းနေတယ်တရားအဲ့ဒီကိုတွေးလေမဟုတ်ဆိုရင်သစ္စာရည်တဲ့လက်ခံမှာမလားအဲ့ဒီမှာစနေစုနေတာလည်းမပြောဘူးလားကျန်တာဆိုရတဲ့ချင်းစားလို့ဘာချင်းဆိုလဲခလေးထိန်းတာတို့မနာမခလေးထိန်းတဲ့ချိန်ဆိုတဲ့ကြံလေးကြီးတယ်အမှန်မခံဒါပေမဲ့အဲ့ဒီချိန်ကဘာမှမဆိုလို့ရတယ်ဒီနေရာမှာရောက်ပဲရှိတယ်ယောသမာရီယေရှုပကလွယ်တဲ့ချိန်တို့ဆိုလို့ရတယ်တို့သွေးလဲဘာမှမဆိုင်တို့နဲ့ဆိုင်တာဘာမှမဆိုင်ဘယ်လိုလဲ break ဆွေးနွေးရလဲကိုရတဲ့တဲ့ချစ်စကားတပ်ပြမဲ့အများရှိတို့ပေမဲ့သူကဖျားရှိအလွန်ကောင်းတော့ဘုရားပါစရာအလွန်ကောင်းတဲ့ဘုရားရတယ်လားသူတော်ကောင်းသူများဟာသူတော်ကောင်းဒီကမှာသူတော်ကောင်းပဲလို့ပြောပြရစီအလွန်ရှား
အဲ့ချိန်မှာလည်းသူများရှိတဲ့သူများပြောလိုက်တယ်ဟာဒါသူကသူတော်ကောင်းအာမင်အဲ့ဒါဘုရားနာမထင်ရှားလာတော့အလုံးကောင်းကြီးဘာကောင်းပြရလဲကောင်းတဲ့ဘုရားရှိလို့ဆိုသူများအတဲ့ကြည့်သူတော်ကောင်းလို့တဲ့ကြောင့်မို့တဲ့အဲမှာရှိတဲ့လူကြောင့်လေဘုရားဆိုအယောတော့တဲ့သူတော်ကောင်းကိုပြောစီအဲ့လိုသူတော်ကောင်းပါလေတတိယချက်ကဘာကောင်းလဲဆိုကောင်းသောအဖို့ရွေးပါဒါဖို့ရွေးပါမယ်ကောင်းသောအဖို့ရွေးကျမ်းစာထဲမှာအဲ့ဒါဘုရားပြောတဲ့စကားလေခရစ်တော်နဲ့မာရိကိုပြောတဲ့စကားယေရှုခရစ်တော်မာရိကိုပြောဒါဆိုမာရိမာသာအိမ်ရောက်တဲ့ကမာရိအချင်းချင်းခရစ်တော်နာမှာရှိမာသာအချင်းလုံးမှာပြုတ်နေတဲ့ချက်ပြုတ်အဲ့ဒါချင်းမှာခရစ်တော်ကမာရိကိုပြောတဲ့စကားတရားနဲ့ဘာဖို့ရွေးယူတယ်ကောင်းသောဖို့ကဲဟုတ်ပြီလူကခန်းကြီး30ငယ်40နဲ့ကပတ်ချင်မှာမာရိကမာရိအားလည်းဘာဖို့ရွေးယူလဲကောင်းသောဖို့ကောင်းသောအဲ့တော့မှတ်ပါကောင်းသောဖို့ရွေးယူတယ်ဆိုတာဘာလို့ပုံဆောင်အရာများမှာနီးနီးကပ်ကပ်နေတာကောင်းသောဖို့တွေရနိုင်တယ်အာမင်ဒီနေ့တိတာလို့တဲ့တော့တော့နီးနီးကပ်ကပ်အရာနဲ့သွားနေတာတဲ့တော့ဘုရားကောင်းသောဖို့မထားတော့လားတဲ့မှာပတ်စံသိမ့်တရားရှိတရားကောင်းသောဖို့ဖြစ်ရှင်မှာဖြစ်တယ်ဒါပေမဲ့တဲ့မှာနှုတ်ကပတ်တော်ရှိတရားထာဝရကောင်းသောကောင်းသောဖို့ရတယ်ဒါတဲ့ဘယ်မှာမရှိဘူးလေမာရိယာတဲ့ခရစ်တော်နဲ့သူနီးနီးကပ်ကပ်မနေဘူးလားအဲ့ဒီခရစ်တော်နဲ့သူနီးနီးကပ်ကပ်အမြဲကပ်နေတာအဲ့ဒီနေတာဘာလို့ရွေးယူတာလဲအဲ့တော့အဲ့ဒီပဲဘာလို့ပုံဆောင်လဲတဲ့ဘုရားနာမှာနီးနီးကပ်ကပ်နေဖို့မလိုလားဘယ်နာတော့ဖယားနဲ့တူအဲ့ဖယားနဲ့တူသွားတော့သူရဲ့တတ်တာမှာဖယားပြင်ဆင်ပေးခြင်းမပါဘူးလားကျွန်တော်သိတော့ပါကျောင်းဆရာမတယောက်ရှိတယ်အတူတူပြောရင်တော့သူကဆက်ရှောင်းလာတော့တတိကသူတတိကတော့ကျွန်တော်အရှာမလို့စားသူနဲ့လုံနေတဲ့ဆန်ကနေတော့ကောင်းပေါ်နေတာမှာသူကဒီကျောင်းဆရာမလို့တောင်ပေါ်ကနေသူအိမ်ကနေပြီးတော့သူအဲ့ကျောင်းကိုသွားရင်9မိုင်လောက်သွားတယ်တောင်ပေါ်ကနေမောင်းတော့သူကပြုတ်ကြရင်ဒီကွာအဲ့တော့လေလူသားတော်ကမှလည်းကျွန်တော်ဘုရားတော်ရှိဖို့ပဲနဲ့ညနေတော့ပြီးပြီမယ်ကိုရီးယားကတော့နေမှာလည်းချိနေစရာကိုရီးယားကမှလည်းစလုံးလေးတစ်လုံးကိုင်ပြီးကျွန်မဘုရားကိုစတောင်းတယ်အဲ့ဒါမှလည်းဆိုကျွန်မဘုရားကိုစတောင်းလို့တောင်းလဲဆိုအာဘူကြီးလို့စတောင်းတယ်ဒီဘက်ကတော့ကိုရီးယားကမှချိလို့ဒီမှာမဟုတ်အမေစတောင်းတာဘာဖြစ်မှာဆိုတော့ကိုရီးယားကချိတဲ့လူရတယ်အောက်တော့စတောင်းတယ်အာဘူကြီးလို့စတောင်းတယ်အောက်ကကားပေါ်တက်တာနဲ့ဆက်စတောင်းတယ်အာဘူကြီးကျွန်မကားကိုရောက်ပြီဒီကားတစ်စီးလုံးမှာအာဘူကြီးခွဲတာအကယ်၍များကားကျောင်းထဲပဲပြုတ်ကြိုက်ကျွန်တော်ချောက်ပြက်လက်ပြက်ခြေချိုးချောက်ချိုးအဲ့လိုလုပ်ပါတယ်သိမယ်ဆိုကျွန်တော်အပြီးကျွန်မနဲ့သူကားတစ်စီးလုံးအပြီးသိမှာသူစတောင်းချက်ကလည်းပြည့်တယ်ကွာသူလည်းမောတော့ပေါ်ပါခေါ်လာပြီကျွန်မအဲ့လိုစတောင်းတာဖျက်ခင်ကြီးကောင်းတယ်15နှစ်ရှိပြီ15နှစ်တည်းအဲ့ကောင်တွေကမှသူကျောင်းဆရာမတလောက်ကြောက်ပြီးဂျားထဲမှာကောင်းတော့တခါမှမကြောက်ကျွန်မကားပေါ်လာတယ်ကတော့အဘူကြီးကျွန်တော်ပြလက်ပြနိုင်ရွက်ပြဘယ်လိုလဲနော်ကျွန်မလည်းခေါ်တစ်စီးလုံးခေါ်ဘုရားရောက်ွယ်တာတစ်စီးလုံးကောင်းကြီးရတယ်အဲ့လိုတက်တည်လာခံပြီးတော့ရှစ်ကျွန်တော်သူနဲ့ကျွန်တော်နဲ့သူအဲ့ဒီတက်တည်ကပြီးနောက်ပတ်ပဲကြာတော့သူနဲ့ကျွန်တော်နဲ့ကျွန်တော်အဲ့ဟုတ်ဆဲတစ်ခုမှတရားဟောဖို့တင်းသူတင်းသားတွေလည်းပါတယ်သူရောကျွန်တော်ကားစီးတဲ့တော့စီးပြီးပါအဲ့တော့မှကျွန်တော်ကော်ပီဝင်နေလဲပါသူပါပါတယ်သူပါမို့တော့ဝင်ထိုင်တော့ကျွန်တော်လည်းကားပေါ်တော့ဆူတောင်းတယ်အဘူကြီးသူပါတယ်သူခေါ်ရင်ကျွန်တော်တော့မခေါ်ပါနဲ့သူကပြောပြီးသားလေသူကသူ့ကိုသိရင်ဘယ်လိုမှသိခိုင်းတာလဲအဖေးသိကားစီလို့ဟောတရားဘိုင်ဘကားပေါ်တိုင်အဲ့လိုမျိုးနဲ့ချုံချိုးကားတာအဘူကြီးအဲ့လိုမျိုးဆိုကျွန်တော်တော့တပီသူတို့သွားမယ်ဆိုသွားခိုင်းပြားတွေကမကွဲကားနိုင်ဘူးလားအဲ့ကျွန်တော်စဉ်းစားတယ်ပြားတွေကတောင်းတဲ့တိုင်းထိချမပေးဘူးလားဒီနာဆရာမပြောပြခဲ့ရတယ်တောင်းအတိတ်ကတော့တိကျပြီးတာတောင်းဒီနေ့မာရိယာကောင်းဖို့ဖို့ပြီးခရစ်တော်နာမှာရှိတော့သူ့ကအတိတ်ကောင်းကြီးမှာဖို့ရတယ်ကောင်းဖို့ဘယ်လိုလဲတော့မနာပါတတ်လုံးကောင်းဖို့ဖို့ပြီးမှယေရှုခရစ်တော်ဖြစ်တယ်အာမင်ဒါပေမဲ့ခရစ်တော်နာမှာဒီကကနေခြင်းအတဲ့ထာဝရကာလဘာဖို့ရပြီလဲကောင်းဖို့ကဲဒီကောင်းဖို့ရဖို့ကနံပါတ်4ကောင်းမှာဘာကောင်းလဲဆိုကောင်းသောအမှုပြုပြီးအမှုပြုရမယ်ကောင်းမှုပြုပါမယ်အဲ့ဒါဘယ်လိုပြောရစလဲဆိုယေရှုခရစ်တော်ကကြောက်ဖြူကကွဲပြီးနာဒုစီကိုလောင်းနေမယ်ပြောရစလဲအဲ့ဒါစကားကိုကျွန်တော်ပတ်ချင်မာကုစလေးချောင်းမာကုခန်းကြီးစလေးငယ်ချောင်းကဲကျွန်တော်တို့ဘာမှမယေရှုကလည်း
ရှိတယ်ဟာလို့ရဖြစ်နေတယ်အားမလို့မလုပ်နဲ့အဲ့ဘာမှဒီမျိုးကမလုပ်ရှာသူငါနိုင်ဘာမှုပြုတာလဲဘာမှတော့အကောင်းဆုံးပြုရဆိုရင်ဘာအကောင်းဆုံးပြစ်တေးကလာချင်းလာပြီးတေးတဲ့တော့လူစီဆောင်နေပြီးနိုင်တဲ့ပြီးလိုက်ကောင်းလုံးချနိုင်ချတယ်လုတ်ပြီးနိုင်တာလုတ်ပြီးတာအကောင်းဆုံးမှုပြုတာအာမင်တေးဝင်ချင်းပါဝင်နိုင်ပါဝင်ပြီးတယ်အခုတီးနိုင်တဲ့ဝင်ပြီးတယ်စိုးနိုင်တဲ့ဝင်ဆိုပြီးတယ်ဒါကြောင့်ချီးမွမ်းနိုင်တဲ့ချီးမွမ်းပြီးတယ်အဲ့ဒါတေးတို့အားလုံးကကောင်းသောမှုပြုတာအာမင်တေးကောင်းသောမှုပြုတေးတို့လည်းပြကောင်းသောမှုပြုနိုင်လားပြုနိုင်တယ်ဒါဒီမျိုးနဲ့တူကြတော့ဒီကြောင့်ပြုတ်ကိုခွဲတာကအရန်တူကြတယ်ဒီခွက်ကခက်တော်ကနာမစီဝင်လောင်းပြီးဒီခွက်ထဲမှာစီတွေမြေပြီးမဟုတ်ဘူးဘာမှပြန်မထည့်ဘူးဒီခွက်ကခက်တော်တော့ပဲပြီးတယ်ဒီတော့တူကြတယ်ဒါကြောင့်အနောက်နိုင်ငံမှာဒီတချို့တွေကဒေတာတွေပြီးတယ်နော်ဒေတာပြီးတော့ဆယ်ပေါ်မှာဒေတာရိုက်ချိုးပြီးဆင်းသွားတယ်ဟုတ်တယ်သူ့လက်နဲ့သူ့ကိုင်တဲ့ပစ္စည်းတော့မကိုင်ရဘူးဒီပစ္စည်းဒါကြောင့်သူ့လက်ကအကောင်းဆုံးပဲသူ့လက်နဲ့ဘာမှမတန်ဘူးလို့ပြောရတယ်ဒေတာပြီးဘာဖြစ်လဲရိုက်ချိုးတယ်နောက်တစ်ပွဲပြီးမှဆိုနောက်တစ်လုံးနဲ့သူတော့ပြီးတချို့ကိမိုပြီးနေပါလို့လားရိုက်ချိုးပြီးဆင်းသွားတော့သူ့လက်ကအကောင်းဆုံးလို့ပြောတယ်သူကိုင်တဲ့ပစ္စည်းဘယ်သူမှဒီမှာတော့ဒေတာပြီးရိုက်ချိုးပြန်တောင်းမယ်နော်ပရိုဖက်ဆာသူ့လက်ကအကောင်းဆုံးပဲလို့ပြောတာသူကိုင်တဲ့ပစ္စည်းကမကိုင်တဲ့လို့ပြောတာဒီတော့တရားကိုလည်းတက်တာထောင်ချော်တဲ့ဒီလိုမျိုးလုပ်ပြတော့ယေရှုကိုပေးတဲ့နာတုစီမွေကြောက်ဖြူခွက်ထဲမှာသူဘာပစ္စည်းမှပြောင်းတယ်ယေရှုလည်းပြီးပြီပဲအဲကြောက်ဖြူခွက်ဆိုတော့ဆောင်တဲ့နှလုံးသားကိုပုံဆောင်တဲ့နှလုံးသားထဲမှာယေရှုထည့်ပြီးသွားရင်သူ့ရဲ့ဘာမှထည့်တယ်သူ့တော့ပဲအပြီးပေးလိုက်အဲဒီနှလုံးသားကိုချီပြီးတဲ့ကောင်းချီပြီးတယ်အာမင်သူ့တော့ပဲပေးတယ်အဲ့ဒါဘာလို့ပြုတာလဲကောင်းတယ်လို့ကောင်းသောမှုပြုရင်တဲ့နောက်ဆုံးဒါပြောပြီးတော့ဒီကုန်းချုပ်တယ်အဲ့လိုတဲ့ကောင်းသောမှုပြုရင်တဲ့ဘုရားတဲ့ဟိုတစ်ခုတူထားမယ်ဘာစတိတွေလဲကောင်းသောစတိတဲ့ကောင်းသောစတိကောင်းသောစတိဆိုတော့ရှင်လားစတိဆိုမူတဲ့ဒီစတိဘုံတော့ချုံနေတော့ရအောင်ဒါကြောင့်တဲ့တော့ဗျာကကောင်းချီးပါလို့ထားမယ်လေသူထားမယ်အဲ့ဒါဘုရားပြောတဲ့စကားပွဲဥက္ကဘယ်မှာဆောင်လို့ပြောတဲ့စကားတော့ကဲအဲ့ဒါလေးကျွန်တော်ဒီမှာဖတ်ကြည့်မယ်ရောကန်ဒီနဲ့ကဲစစ်နောက်ရောအဲ့ဒီစစ်ကားနဲ့ဘယ်မှာဆောင်လဲပတ်သက်ပြီးကဲဖတ်ကြည့်မယ်ချောင်းတော့โอเคကျမ်းစာမှာရေးထားတယ်ဒီကာရမမြင်သာဆောင်မှာစပီးကိုမောတဲ့ကကောင်းတဲ့စပီးကိုပြတော့အကုန်လုံးထည့်ပေးလိုက်အဲ့မှာပွဲဥက္ကမင်္ဂလာဆောင်မှုတွေဟာမင်းအားကောင်းသောစပီးကိုပြီးထားတယ်ဒါပေမဲ့မင်္ဂလာဆောင်ရဲ့ပြုတ်ဝက်ချက်ကလူရှိယေရှုရှိအတာတဲ့သူများချစ်တင်ရကောင်းစားအရချွေပါအရကောင်းချီတွေကတဲ့မှာပြုတ်ဝက်ချက်ယေရှုခရစ်ကိုရှိနေတယ်အာမင်တဲ့နဲ့သူမိမိလေးရှိတဲ့ထဲမှာရှိအဲ့ထဲမှာရှိတော့ကောင်းသောစပီးဘယ်တော့မှမကြည့်ပါစမ်း။နောက်တစ်ခါတော့အဲ့ဆရာမတယောက်ကဆရာစုကလေးကိုပြီးလာကပါလေတဲ့အမေရိကန်နိုင်ငံဘယ်ဟာပြီးလဲကဲတဲ့ဦးမေးလာကပါနဲ့အမေရိကန်နိုင်ငံဘယ်ဟာကျွန်တော်နဲ့ပြီးလဲဘယ်ဟာပြီးလဲဟုတ်တယ်အမေရိကန်ဆိုပြီးပြီတော်တယ်အမေရိကန်ပြီးပြီလာပါဘယ်လားရိုက်ချင်မှဒီကဆရာမပြီးတယ်ဒီပြရတယ်ကိုချာဆရာနဲ့ဆရာမနဲ့လာကပါပြီးအမေရိကန်ပြီးအဘမလို့ဖြစ်လာတော့ဒီလေဆရာမပြောတယ်ဆရာမစဉ်းစားကြည့်တယ်ညတိုင်းလောက်မြင်ရညတိုင်းအမေရိကန်မြင်ရသူပြောတဲ့စကားရမ်းကျိုးရှင်းတယ်လာတော့မိုင်းသာမန်ညဆိုပြီးတာနေတဲ့ကမှာတာ90ကျော်ပြီးတာမိုင်းတာ90ကျော်ဒါပေမဲ့ဒီလိုက်တဲ့နေကိုမြင်ရတာမြင်ရတယ်ညလိုက်လာမြင်ရတာအပိကိုပြောလို့မြင်ရတယ်ဒါပေမဲ့ညလိုက်တဲ့အမေရိကန်မြင်ရတာမြင်ရတယ် TV ထဲမှာတဲ့မမြင်နိုင်ဘူးအမေရိကန်ထဲမြင်ရအဲ့တော့ဝေးပေမဲ့ဒီမှာမရှိလားဘာတဲ့ထဲမှာရှိတယ်ဗျာတဲ့ကိုစပီးဒီဘာလို့ထားမှာလဲတူထားတယ်အဲ့တော့ဒီကောင်းခြင်းမမျိုးလေအဲ့နံပါတ်1ကဘာကောင်းလဲအလုံးကောင်းအလုံးကောင်းလို့ပြောလိုက်ပြီးတဲ့သူကဘယ်လိုသက်ရှိရမလဲအဲ့ဒီကောင်းလို့ဘုရားကတဲ့ကိုခွဲခန့်လိုက်နံပါတ်3ဘာအဖို့ရွေးဘာအဖို့ပြောဘာအဖို့ရွေးရမလဲကောင်းတော့ဆိုတာယေရှုနာမမြင်နေတယ်။မြင်တဲ့လူမြင်နေ။မာရိအဲ့လိုလုပ်တဲ့အခါဓမ္မလေးဘာမှုပြောမလဲ။ကောင်းမှုဆိုတာဘုရားကကိုပါမလား။အဲ့လိုလုပ်ရင်ဓမ္မသားဘာစပီးထူထားမလဲ။
ကျမ်းစာကိုရောက်ချင်းနေလိုက်ကောင်းခြင်း၅မျိုးအဖြစ်အသောကောင်းစားနိုင်ပါစေအားလုံးကိုဘုရားကောင်းချီးပေးပါစေဆုတောင်းကြပါစို့ဘုရားခင်ကြားတော်ဘုရားစကားတိဆောက်ရှောက်ဖြစ်စေပါအလုံးစုံအပြည့်ဆွေးစေပါဝိညာဉ်တော်ဘုရားကောင်းချီးပေးပါကောင်းမြတ်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဝန်ခံခြင်းကြောင့်ကောင်းသောစပိတိသူတို့ရဲ့အာရုံတွေမှာချူငြိမ်ခြင်းနဲ့ကောင်းစားခြင်းဖြစ်စေအမှန်တရားဆရာတော်ကြီးတွေကတတ်တော်ဆက်ဆံပါမယ်ဒီကံချက်မှာဘုရားဆက်ဆံပါမယ်ကောင်းချီးပေးပါအလားတူပြန်ပြီးတော့ကောင်းချီးအားလုံးကိုရစေယေရှုနာမနဲ့ဆုတောင်းဆုတောင်းပါတယ်ဘုရားအာမင်အားလုံးကိုကောင်းချီးပေးပါစေကျွန်တော်ဝိညာဉ်စာဝတ်နေစာလုံးနဲ့စာလုံးခွင့်ပြီးတဲ့ဘုရားခင်ကိုချီးမွမ်းတယ်အတုံးတော်ခံတဲ့ဆရာဝန်တို့ရဲ့ကျေးဇူးတင်တဲ့ကြောင့်ဒါကြောင့်ဘုရားခင်သုံးမျိုးပါစီလို့ကျွန်တော်တင်တော်နေဆုတောင်းပေးပါတယ်ဆရာနဲ့တကွာဒီတော့အတင်းလူငယ်များအားလုံးနဲ့တော်မှာလူငယ်များအားလုံးနဲ့ဆုတောင်းပေးပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်ခုချိန်မှာကျွန်တော်အလိုမိနေပါတော့ဝတ်ပုဂ္ဂိုလ်ရဲ့အချင်းဖြစ်ပါတယ်အလိုတော်မျိုးကိုစက်ကောက်ခံပြီးမြဲဒီမှာရှိမှလေးထောက်လာပြီးမှကျွန်တော်ထည့်ဝေကြရအောင်ကျွန်တော်ဆုံးတဲ့အချင်းဒီဆိုရင်နောက်ပိုင်းမှာကျွန်တော် chest master ရဲ့ကောင်းချီးကိုခံယူကြရအောင်လို့ chest master ရဲ့ရှိဖို့ဒီဗီဒီယိုလာပြီးမှဆုံးတဲ့အချင်းကျွန်တော်ဒီဆိုချီးမွမ်းဖို့အတွက်ဒီမနလာစေတဲ့ချင်းနဲ့တော့အားလုံးနဲ့စက်ကစပါဖို့အားလုံးကြားခဲ့ရတဲ့ဒါခင်စာအဖြစ်ပြောခဲ့တဲ့ဇာတ်ခတ်ကိုကျွန်တော်တို့ခံယူကြရအောင်ကိုယ့်အတွက်ခံယူကြရအောင်တရားတဲ့ရှင်တော်ကိုမဖြစ်စေဖို့တရားရဲ့ဘောတော်ကိုတင်စားနိုင်တော်များဖြစ်စေဖို့ကျွန်တော်အားလုံးစက်ကစပါဖို့ကျွန်တော်ဒီချင်းနဲ့ဒီဆိုချီမနီနဲ့စက်ကပေါ်အောင်โอเคကိုရောပလာယေလေThere is something we are di Lord considera Lord Shashamale Ura tu shikeshale Di Muane chidera Chalo
紧嘛了。那个。